နောက်ဒီရန်ကုန်တိုင်းထဲမှာရှိရဲ့ဘလက်ချိုင်းနဲ့စားတဲ့မြို့ရန်ကုန်တိုင်းထဲမှာရှိရဲ့ဘလက်ချိုင်းနဲ့စားတဲ့မြို့ရန်ကုန်တိုင်းထဲမှာရှိရဲ့ဘလက်ချိုင်းနဲ့စားတဲ့မြို့ဘလက်ချိုင်းနဲ့စားတဲ့မြို့ရန်ကုန်တိုင်းထဲမှာရှိရဲ့ဘလက်ချိုင်းနဲ့စားတဲ့မြို့မမင်္ဂလာပါရှင်ဟုတ်ညီမတို့ကလေမိန်းကလေးမေးပြီးတော့စုချင်းမြင်မဲ့အစီအစဉ်မှာဖြည့်ကြည့်ပါလားရှင်ရပါဗျာဟုတ်ညီမတို့ဒီရန်ကုန်တိုင်းထဲမှာရှိရဲ့ဘလက်ချိုင်းနဲ့စားတဲ့မြို့နှစ်ခုရှိရဲ့အဲ့ဒါကိုပြင်နိုင်လို့ရှိရင်တော့စုချင်းကိုရမှာပေါ့နော်ဟုတ်10မိနစ်အတွင်းမှာပေါ့ဟုတ်ပါလေဘလက်ချိုင်းနဲ့စားတဲ့ရန်ကုန်တိုင်းထဲမှာဟုတ်တခါမှန်ပါတယ်နောက်တစ်မျိုးကြံသေးတယ်မလည်းမစင်စားရမှာအေးစီစနာအချိန်ကြံသေးတယ်ဘိုးတထောင်ရဲ့သူလည်းဟိုနာမည်ကြီးတဲ့လေမှာဘိုးတထောင်လိုပဲလေသူလည်းဘလက်ဆိုင်နဲ့စားတယ်ဟိုနာမည်ကြီးမြို့ဘိုးတထောင်ကိုဘိုးတထောင်ရှိရတော့မစင်စားတော့ကျေးဇူးပါတော့မအပြည့်မှန်ညီမလေးပြပြမယ်နော်ဘိုးတထောင်ရဲ့ပဟန်းရဲ့မအေးဟုတ်တယ်အဲ့ဒါကိုကြုံဆိုပါစဉ်းစားနေအောင်ကျေးဇူးတော့မမင်္ဂလာပါရှင်ဒီနေ့မှာတော့ရောင်ကြီးတို့ကမိကုန်းလေးနေပြီးတော့စစ်ကြည့်နေသွားမှာဖြစ်ပါတယ်ဒီစီစဉ်ကိုစီစဉ်ပေးတဲ့သူကတော့တိုင်းချစ်တကြီးအဖွဲ့ဝင်ကိုနေမျိုးဆက်ကနေပြီးတော့စီစဉ်ပေးတာဖြစ်ပါတယ်အလူရှင်ကတော့တိုင်းချစ်တကြီးအဖွဲ့ဝင်စင်ကာပူကမဝင်းရွှေစင်ကူကနေပြီးတော့ထူထမ်းပေးတာဖြစ်ပါတယ်ကဲဒီတော့ဘယ်လိုမိကုန်းလေးနေနေဆိုတာကိုလိုက်ကြည့်ကြပါအောင်နော်ဒီရန်ကုန်တိုင်းထဲမှာရှိရဲ့ဘလက်ချိုင်းနဲ့စားတဲ့မြို့နှစ်မျိုးရှိရဲ့အားကိုပြင်နိုင်လို့ချင်းစစ်ကျင်းငွေ1000ရမှာပေါ့နော်ဟုတ်ဖြည့်ကြည့်ပါလားအချိန်က10မိနစ်ရအမတိုင်ပါလိမ့်မှတ်လိုက်မယ်နော်ဟုတ်ဗဟန်ဟုတ်ပါတယ်နောက်တစ်ချက်ရောဘုကျုပ်စီဟုတ်မြို့ဗဟန်ရဲ့ဗဟန်မြို့နောက်မြို့တစ်မျိုးရှိတယ်ဘလက်ချိုင်းနဲ့စားဘုဒ္ဓထောင်ဟုတ်မှာဟုတ်ပါတယ်အဲ့ဒါပြင်တော့ပါလိမ့်နော်ဟုတ်ပါစစ်ကျင်းငွေ1000ပါဖြစ်ပါဒါအလူကြီးရှိပါတယ်လူရှင်ကကြောက်တာတိုင်းကြီးပကြီးအဖွဲ့ဝင်စင်ကာပူကမောင်ဝင်းရွှေစင်ကူကလူတန်းတာပါနော်ကျေးဇူးပါနော်ဟုတ်ကဲ့ပါမရန်ကုန်တိုင်းထဲမှာရှိရဲ့ဘလက်ချိုင်းနဲ့စားတဲ့မြို့နှစ်ခုရှိရဲ့အဲ့ဒါကိုပြင်နိုင်ရင်စစ်ကျင်းငွေ1000ရမှာပါတိုင်ပါလေးမလာအောင်နော်ဘုဒ္ဓထောင်ဟုတ်ပါတယ်ပြီးတော့မသိရဘူးโอเคစဉ်းစားကြည့်အချိန်ရသေးဘုဒ္ဓထောင်ရဲ့လူတိုင်းသိရကွာအဲ့မြို့တွေကဘုဒ္ဓထောင်ရဲ့စဉ်းစားလို့မထက်တော့အေးစဉ်းစားအချိန်အများကြီးရသေးတယ်10မိနစ်မပြည့်သေးဘူးဘုဒ္ဓထောင်ရဲ့နာမည်ကြီးပဲညီမလေးရဲ့ဘုဒ္ဓထောင်မှာဝါးကြီးနောက်တစ်ခုပဲကျတော့အဲ့နှစ်ခုပြည့်နေတော့ပြီးတော့15စက္ကန့်ပြန်ပြီရန်ကုန်ထဲမှာဟုတ်ဘုဒ္ဓထောင်မြို့နယ်ရအစရပါကျေးဇူးပါနော်ညီမလေးရန်ကုန်တိုင်းထဲမှာရှိရဲ့နော်ဟိုကဘလက်ချိုင်းနဲ့စားတဲ့မြို့နှစ်မျိုးရှိရပေါ့နော်အဲ့ဒီမြို့ကိုပြင်နိုင်လို့ရှိရင်မောင်လေးကိုစစ်ကျင်းကိုစောင်းရမှာပေါ့နော်ဘလက်ချိုင်းနဲ့စားတဲ့မြို့ရန်ကုန်တိုင်းထဲမှာအဖြစ်ရနိုင်ရမပါဘူးလားဒီရန်ကုန်တိုင်းထဲမှာပဲရှိဘလက်ချိုင်းနဲ့စားနှစ်မြို့ပဲရှိရအဲ့နှစ်မြို့ကိုပြင်နိုင်လို့ရှိရင်1000ရအောင်မေ့နေတာသိတယ်ဒီစစ်စစ်ကအချိန်အများကြီးပို့ပြီးဘာလဲရှင်ဘာလဲရှယ်ဖိုင်တို့ဒီရန်ကုန်တိုင်းထဲမှာဟုတ်တယ်ရန်ကုန်မြို့ပေါ်မှာရှိရပါနာမည်ကြီးနေရတယ်လေနာမည်ကြီးရတယ်ဖယားတော်မှာအိမ်ညို့နာမည်နဲ့တည်းဟာရှိတယ်လေဒီတိုင်းသိရလေဖယားပကံမဟုတ်ဘူးလေဒီရန်ကုန်တိုင်းထဲမှာရန်ကုန်တိုင်းမှာလေအဲ့ဖယားသွားကြမယ်လိုက်မလားပြောပါလေဟာဖယားလိုက်ရှေ့ရုံလားမသိရှေ့တော့မဟုတ်လေမြို့နာမည်နဲ့တွဲပြီးမှတ်တယ်ဖယားလေမြို့နာမည်တွဲမှတ်တာအပြည့်သမင်းမရအပြည့်သမင်းမရဒီမင်းကလေးမေးရအဲ့ဘာလဲဆိုင်ဆိုင်လို့ပဲဘာမှဘာလဲသင်္ကန်းညို့ဆိုတာနဲ့စားပါလေတောင်မွေဆိုတောင်ငူနဲ့စားအဲ့လိုမျိုးပေါ့ဘာလဲဆိုင်နဲ့စားတာပါရှိဘာလဲဆိုင်စားလားဘာလဲဆိုင်နဲ့စားဘာလဲဆိုင်မသိတော့
အားပြောကြမယ်နော်ဘိုးတစ်ထောင်မျိုးနေလေဘိုးတစ်ထောင်ဖျားသိတယ်မလားပြီးဗဟန်းမျိုးနေဗဟန်းလေ အော် အဲ့နှစ်ခုလေ အော်ဘုဒ္ဓထောင်နဲ့ဗဟန်းနဲ့ ဟုတ်တယ် အဲ့လို အဲ့လိုနော် ဟုတ် ကျေးဇူးနော်ဟုတ်ညီမတို့ဒီရန်ကုန်တိုင်းထဲမှာရှိရဲ့ဘလက်ချိုင်းနဲ့စာရမျိုး2မျိုးရှိရဲ့အဲ့ဒါကိုပြင်နိုင်စစ်ချင်းဝေ1000ရမယ်ရှင် ဘိုးတစ်ထောင်ရဲ့ပဟန်း ဒီကိုရောက်ကွက်တီပဲနော်ချက်ချင်းကိုတန်းထရနော်ဟုတ်ပြင်ပါပါရဲ့ရှင်စစ်ချင်းဝေ1000ပါကျေးဇူးပါနော် ကျေးဇူးပါ ဒီဟာကျတော့လေကအလူရှင်ရကြတော့ညီမတို့ဒီတိုင်းစီတည်ချစ်အဖွဲ့ကစင်ကာပူကမဝင်းရွှေစင်သူကပြတန်းတာပါ ဟောဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် မင်္ဂလာပါညီမလေး ဟုတ်မင်္ဂလာပါမ အမမလေးမိကုန်းလေးမေးပြီးတော့ဆွရှင်းမြမဲ့အစီအစဉ်လေးပါဟုတ် ဟုတ် အဲ့ဆိုမိကုန်းလေးမေးမယ်နော်ဟုတ်မိကုန်းလေးကကြတော့ရန်ကုန်တိုင်းထဲမှာရှိရဲ့ Black China နဲ့စတဲ့မြို့2မြို့ရှိရဲ့အဲ့လေးပြတ်တက်ပေးနိုင်စစ်ချင်းဝေ1000ရမှာပေါ့နော်တိုင်မှာက1မိနစ်ရတယ်မှတ်လာအောင်နော် ဘာလဲဆိုင်နေဆိုင်မျိုး ဟုတ် Black China နဲ့စတဲ့မြို့ပါ ဗန်ဒူလာမျိုး ဘန်ဒူလာမြို့မရှိဘူးဘန်ဒူလာတရားပဲရှိတယ် ဗန်ဒူလာဘာလဲဆိုင်နေဆိုင်မျိုးဗဟန်းမျိုး ဟုတ်တယ်မမလေးနောက်တစ် ပြီး ခု လို့ရှိရင်ဘာလဲဆိုင်နေဆိုင်မျိုးနောက်တစ်မျိုးကဘာရှိသေးပါလဲဗဟန်းမျိုးပြီးလို့ရှိရင် 40စက္ကန့်39ဘဟန်းရဲ့ ဗဟန်းရယ်ဗမော် ရန်ကုန်တိုင်းထဲမှာပဲ ဗဟန်းမျိုးပြီးတော့မျိုးကအဲ့လိုဒီမှာပဲနေရာများတော့တိတ်ပြီးတော့မသိဘူးဖြစ်နေ ဘဟန်းရဲ့နောက်တစ်ခုလည်းသင်ကြရပဲလေညီမလေး ဟုတ် ဘ ကဲ့ ဟန်းရဲ့ ဗဟန်းရဗမော်မဟုတ်တော့ဗမော်ကဟိုဘက်ရောက်သွားပါပါလေ သင်ကြရပြားအောင်ရှိသေးရဲ့ ဟုတ်လား အဲ့မျိုးနဲ့မှာသင်ကြရပြားရှိရဲ့လေတရားနာမည်တော်မှာအဲ့မျိုးနာမည်နဲ့ပေးထားတာလေ အဲ့မျိုးနာမည်နဲ့ပေးထားဘုဒ္ဓထောင်မျိုး ဟုတ်လို့လား ဟုတ်တယ်ဘုဒ္ဓထောင်မျိုး ဘာမျိုးလဲ ဘုဒ္ဓထောင် ဘုဒ္ဓတော်မျိုးဟုတ်ပါတယ်အဲ့ဒါဆိုပြင်ပါပါ ဟုတ်ကဲ့ပါ စစ်ချင်းတွေတော့ပေါင်းပါနော်ဟုတ်ကျေးဇူးပါနော် ကျေးဇူးတင်ပါတယ်